မင်္ဂလာပါရှင်ဗမာအတန်ရေဒီယို BVR ရဲ့သတင်းအစီအစဉ်ကလေးကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဧပြီလ3ရက်နေ့တနေ့တာလုံးအတော်အတွင်းရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတူသတင်းဦးတွေကိုစူးစီးတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်အပေါ်နိုင်ငံတကာတရားစီရင်ရေးအရာအရေးယူလာသည့်ဖြစ်စဉ်ကိုတင်ဆက်ပါမယ်စစ်အာဏာရှင်မင်းအောင်လှိုင်နဲ့လူမျိုးတုံးတပ်ဖြတ်မှုမှာတိုက်ရိုက်ပေါင်နှံခဲ့တဲ့ချီလီယန်တပ်မှန်တွေကိုအင်ဒိုနီးရှားနိုင်ငံဂျကာလာမြို့ကရှေ့နေချုပ်ရုံးမှာလာမယ့်ဧပြီလ6ရက်နေ့မှာရာဇဝတ်မှုနဲ့အမှုဖွင့်တိုင်ကြားသွားမည်လို့သိရပါတယ်။ဒီအမှုကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကနေအသက်ရှင်လွတ်မြောက်လာသူတွေနဲ့အတူအင်ဒိုနီးရှားနိုင်ငံကထင်ရှားတဲ့ပုဂ္ဂိုလ်10ဦးကပူးပေါင်းတိုင်ကြားမှာဖြစ်ပြီးဒါဟာအင်ဒိုနီးရှားရဲ့ဥပဒေသစ်အရကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့် Universal Jurisdiction ကိုပထမဆုံးစတင်ကျင့်သုံးတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကရွေးကောက်ပွဲအတူတယ်လို့ပြီးတမရဖြစ်ဖို့ကြိုးစားနေချိန်မှာပဲအခုလိုထူးခြားတဲ့အလဲအပြောင်းတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။ပြည်တွင်းကပြည်သူတွေအဓိကကြုံတွေ့နေရတဲ့73စီအကြက်အသေးသတင်းကိုဆက်လက်တင်ဆက်ပါမယ်။စစ်ကောင်စီက73စီဈေးနှုန်းတွေကိုထပ်မံမြင့်တင်လိုက်တဲ့အတွက်ဒီကနေ့မှာ92တက်စီတလီတာကို46,025ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာကို66,885ကျပ်အထိထည့်လာပါတယ်။လက်ရှိမှာရန်ကုန်မြို့အပါအဝင်မြို့ကြီးများကအစီဆိုင်တွေမှာစီပြက်လက်မှုအခြေအနေဟာအတော်လေးဆူရွနေပြီးတန်းစီဝယ်ယူနေရတဲ့ကားတန်းကြီးတွေဟာလမ်းမပေါ်အထိရှေ့လျားနေပါတယ်။စီဆိုင်ပေါင်း2000ကျော်ကိုစီခွဲတန်းတွေရှော့ချလိုက်တယ်လို့ကားတွေကိုမိုင်ခရီးအကွာဝီးပေါ်မူတည်ပြီးတော့ပဲစီရောင်းချပေးဖို့ကန့်သက်ချက်တွေထွက်ပေါ်လာပါတယ်။ရန်ကုန်ကစက်မှုစုံတချို့မှာဆိုရင်စီပင်းကအမိုက်လာသိမ်းဖို့အတွက်အမိုက်ခတ်အပြင်ဒီဇယ်9ဂါလန်ပါအတင်းအကျပ်တောင်းခံနေတာကြောင့်လုပ်ငန်းရှင်တွေအခက်တွေ့နေကြပါတယ်။စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး NUG လူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ရမှာတော့အာဏာသိမ်းပြီးချိန်ကစလို့လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း9000ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီထဲမှာစော့ကစားရမယ့်အရွယ်ကလေးငယ်952ဦးအထိပါဝင်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စာတင်ကြောင့်ဆေးရုံဘာသာရေးအဆောက်အဦပေါင်း1354ခုကိုလည်းရည်ရွယ်ချက်ရှိဖျက်ဆီးခဲ့တာထက်ပါတယ်။ဗြိတိန်နိုင်ငံကလည်းမြန်မာနိုင်ငံရဲ့လူအခွင့်အရေးအကျပ်အသေးဟာကမ္ဘာပေါ်မှာအဆိုးရွားဆုံးတဲ့ကတစ်ခုဖြစ်နေပြီးနိုင်ငံတကာအနေနဲ့မျက်ကွယ်မပြုသင့်ကြောင်းကုလသမဂ္ဂလူအခွင့်အရေးကောင်စီအစည်းအဝေးမှာပြင်းထန်စွာတတိပေးပြောဆိုလိုက်ပါတယ်။ဆက်လက်ပြီးရှေ့တန်းတိုက်ပွဲသတင်းတွေကိုတင်ဆက်ပါမယ်။မန္တလေးတိုင်းမိထီလာမျိုးရှိစစ်ကောင်စီရဲ့ရှမ်းတဲလေတပ်စခန်းထဏာချုပ်ကို Brave Warriors for Myanmar နဲ့မဟာမိတ်အဖွဲ့တွေကရှော့တိုက်တုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လေတပ်စခန်းတွင်ကလေရင်အချို့ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူမကွေးတိုင်းတရက်မြင့်လာရထားလမ်းပိုင်းမှာလုံခြုံရေးယူနီယန် Fairright နေတဲ့စစ်သားတွေကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာစစ်သား1ယောက်သေဆုံးပြီး2ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ပေါင်မြို့နေဘက်မှာလည်းရေခါပို့ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်သား9ယောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။စကိုင်းတိုင်းကဏီမြို့နယ်အတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအကြအဆုံးများပြားနေပါတယ်။ရခိုင်ပြည်နယ်ဘက်မှာတော့အရကထတပ်အားကအမ်းမြို့နယ်အတွင်းမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ထဏာချုပ်အခြေစိုက်ရဲ့စခန်းတွေကိုဆက်လက်ဖိအားပေးတိုက်ခိုက်နေပါတယ်။ကချင်ပြည်နယ်ဖားကန်းမြို့နယ်မှာလည်း KIA ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့ရှေ့တန်းစခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သတင်းအစီအစဉ်ရဲ့နောက်ဆုံးပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပါမယ်။အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့အီရန်စစ်ပွဲရဲ့ရိုက်ခတ်မှုကြောင့်ကမ္ဘာ့ရေနုန်းဈေးနှုန်းတွေဟာဒဇင်ကိုအမေရိကန်ဒေါ်လာ1000အထိထိုးတက်သွားခဲ့ပါတယ်။ဒီအခြေအနေကြောင့်တောင်ကိုရီးယားသမ္မတကတော့နိုင်ငံစီးပွားရေးဟာစစ်ပွဲအခြေအနေကိုရောက်နေပြီလို့သတိပေးပြောဆိုလိုက်ပြီးဒေါ်လာ1082ဘီလီယံတန်ဖိုးရှိအရေးပေါ်ဘတ်ဂျက်ကိုတင်ပြလိုက်ပါတယ်။မလေးရှားနိုင်ငံမှာလေလောင်ကျန်းစီချွေရန်ဖို့အစိုးရဝန်ထမ်းတွေကိုအိမ်မှာပဲအလုပ်လုပ်ခိုင်းဖို့စတင်အစီအစဉ်နေပြီဖြစ်ပါတယ်။တရုတ်လိုက်ကျောင်းလေးနဲ့အပါအဝင်နိုင်ငံတကာလိုက်ကျောင်းတွေဟာလည်းလာမယ့်ဧပြီလ9ရက်နေ့ကစလို့လောင်ကျန်းစီထက်ဆောင်ကားတွေကိုတိုးမြင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဗမာအတန်ရေဒီယိုကစူးစီးတင်ဆက်ပေးတဲ့ဒီကနေ့ရဲ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်ဗမာအတန်ရေဒီယိုပရိသတ်များအားလုံး BND ရဲ့ကင်ဝေးကြပါစေရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်